အားလုံးပဲမင်္ဂလာပါနော်ဒီကကမ်ဘိုဘိန်းကကျွန်တော်တို့ဘက်ထရီလဲမှာပေါ့နော်ဘက်ထရီလိုတာဝယ်ထည့်မှာပေါ့ဒီဘိုင်းမှာကဘက်ထရီဝယ်ထည့်မှာပေါ့အစ်ဖောက်ပြီးကျွန်တော်ဘက်ထရီကိုဆွဲတဲ့ဆက်နဲ့ပေါ့နော်ဘက်ထရီ test လုပ်တဲ့ဆက်နဲ့ကျွန်တော်ဆွဲကြည့်မယ်ဟိုပထမဘိုင်းမှာကတော့ကျွန်တော်ဘက်ထရီကဆွဲတာကကောင်းတာနဲ့မကောင်းတာနဲ့ပေါ့နော်အဲ့ဒါတော့ဟိုဖြစ်သွားပြီတီးသွားပြီပေါ့နော်အခုကျွန်တော်တို့ဘက်ထရီအစ်စ်ကိုကျွန်တော်တို့ဆွဲကြည့်မယ်ဆက်နဲ့နော်ဆွဲကြည့်မယ်ဒီကောင်က82ဘို့ပိန်ပေါ့နော်ဒီနေ့ဒါပြန်တက်ပြီးတော့ဟိုအချာချင်းသွင်းမယ်ချာချင်းသွင်းမယ်အမ်ဘီယာစစ်မယ်ပြီးပြီဆိုရင်စီစမ်းကြည့်မယ်ပေါ့နော်စမ်းမယ်ဆိုင်ကယ်ကိုစီးမယ်စမ်းမယ်ကောင်းမကောင်းပေါ့နော်အဲလုပ်ကြည့်မယ်ပေါ့အခုလောလောဆယ်တော့ဘက်ထရီထည့်ဖို့ဘက်ထရီပါကင်ဖောက်မှာအခုဒါဘက်ထရီအစ်စ်ပေါ့နော်အစ်စ်3လုံးထည့်မှာပေါ့ဒီကောင်ကတော့ကျွန်တော်အလုပ်ထဲမှာ site ထဲမှာသုံးတဲ့မီတာပေါ့နော်ကလပ်မီတာပေါ့ဒီကောင်ကတော့ခုနပြောသလိုမီတာလေးကတက်ရကန်ကောင်းတယ်ပေါ့နော်ဒါ off ဒါဒီဘက်ကိုရွှေ့လိုက်လို့ရှိရင်တစ်ချက်ရွှေ့လိုက်ရင်တော့ auto AC ပေါ့နော် auto AC လို့ပေါ့ဒီအဲ့တစ်ချက်နှိပ်လို့ကြာတော့မှတော့ DC ဖြစ်သွားတာအဲ့လိုမျိုးပေါ့နော်ဒီကောင်က hack တိုင်းတာပေါ့နော်ဒီကောင်က diode scale ဒီကောင်က hack ပေါ့နော်ဒီကောင်အပူချိန်ဒီကောင်သူ့ရဲ့မီတာတော့ကျိုးလေးပါတယ်ပေါ့နော်ဒါအမ်ဘီယာကျွန်တော်တို့အမ်ဘီယာတိုင်းနေတာပေါ့နော်60နဲ့600ပါဒီကောင်ကတော့အမ်ဘီယာတိုင်းတော့ကွာနေပေါ့ဒီကောင်ကတော့ဒီနားလေးမှာ NCV ကကျိုးလိုင်းပြတ်မပြတ်ပေါ့နော်တန်လေးမြည်ရှာဒီဟာလေးနဲ့ထိလိုက်လို့ရှိရင်ရတယ်ပေါ့နော်ဟိုဘက်ထရီကျွန်တော်တို့စမ်းကြည့်အောင်ပို့ရင်စမ်းမယ်နော်ပို့ရင်စမ်းမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒါတစ်ချက်နဲ့ original သူကဖွင့်လိုက်တာနဲ့ပေါ်တာက AC လေးပေါ်တာတစ်ချက်နဲ့ DC ဘက်ထရီကတော့ E+ တစ်စိတ်ဗျဝယ်သုံးချင်ပါနော်စနစ်တက်တော့95 96 73ဘို့ရီယိုရဒီကမူလီလဲနေမပါဘူးလားဟမ်ဖားရမှမရှိဘူးလားဒီဘဲတွေအဲ့ဆိုတော့ဘာလောက်ထုံးဟိုတော့ဟိုကနေလာဖြုတ်တော့မှာနောက်ထပ်တအိုးပေါ့နော်73ဘို့စီပေါ့နော်ဒီကတော့ဗျထည့်ရမှာလီသီယမ်ဘက်ထရီထည့်ရမှာဗျကစတမာကလည်းသူလည်းအဆင်မပြေတဲ့ခါကျတော့73ဘို့ပေါ့နော်ကစတမာကလည်းကိုတခါကျတော့ပြောရတဲ့ခါကျတော့တခါကျလည်းကစတမာပတ်စံရှိမှလည်းရအောင်ပါကိုကဒါကောင်းတယ်မကောင်းသိတယ်ဘာလို့အရှိဘလို့ဖြစ်မယ်မဖြစ်ဘူးဆိုတာလည်းသိတယ်ဒါပေမဲ့ခါလေးစားပစ်လုပ်တဲ့ခါမှာအခြေအနေခါကိုကြည့်ပြီးလုပ်ရတာမျိုးတွေရှိတယ်အဲ့ဒါမျိုးကြောက်လို့ရှိရင်တော့ပတ်စံနှစ်ခါကုန်တာတွေဖြစ်တာပေါ့ဗျာဒီကောင်ဆိုလို့ရှိရင်မရောလီသီယမ်အခုဘက်ထရီ82ဘို့လီသီယမ်တခါလေးရိုက်ပြီးသားတွေလာတာရှိတယ်ပေါ့ရိုက်ပြီးသားတွေလာတာရှိတယ်အဲ့ဒါထည့်လိုက်ရင်ပြီးသွားပြီဖူးရောပါဒီကောင်6အိုးပေါ့နော်ဟို3အိုးကတော့မရတော့ဒါမှသူ့ရဲ့စနစ်နော်ဒီမှာ control ဘူးကျိုးတွေပါလေလောက်ထားတော့ကောင်းဒီကဒီကျိုးတွေတုံးတယ်ဆိုလို့ရှိရင်ခါကျကျိုးလေးတွေကိုခွာပြီးတော့မူလီနဲ့လေးပြန်ကြက်တာရှိတယ်အဲ့ဒါမလုပ်ရဘူးကိုကမလုပ်တတ်ဘူးပြန်ထည့်မယ်ဆိုလို့ရှိရင်တချို့ဆိုင်ကယ်တွေဆိုအဲ့လိုမထည့်ရအောင်ဒါမျိုးတွေဝယ်လို့မရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ထရီကလစ်ဆိုင်ကယ်ဘက်ထရီကလစ်ကွင်းကိုဒီခဲစော်တိတ်ပတ်ပြီးလို့ရှိရင်အဲ့လိုမျိုးနဲ့ဘက်ထရီကိုမူလီပြန်ဆုပ်တော့ကောင်းတယ်ဒီလိုမျိုးပုံစံအတူပေါ့နော်ဒါအခြေအနေအဆင်မပြေတဲ့အခြေအနေမျိုးတွေမှာဒါမျိုးဝယ်သုံးတာတော့ဒါဆိုင်ကယ်မှာပါတဲ့ဟာမျိုးကကောင်းတယ်ဒီတချို့ကျဝါကျိုးနှွာထားပြီးတော့အဲ့ဒါနဲ့ဒီမူလီရဲ့လိုမူလီရဲ့နေရာမှာကွာလေးလုတ်ပြီးတော့ကြက်တဲ့ဘိန်းနေကျွန်တော်တို့ဂျုံဘူးတယ်အဲ့ဒါလည်းမကောင်းတော်အဆင်မပြေဘူးပေါ့နောက်ဆုံးမလုံးတတ်ဘူးမရှိဘူးဆိုရင်တော့ဆိုင်ကယ်ဘက်ထရီကလစ်ကတော့ဝယ်လို့ရတယ်ဗျာဘယ်မှာဖြစ်ဖြစ်ဝယ်လို့ရတယ်ဒါမြို့နယ်တိုင်းမှာရှိတယ်အဲ့ကွင်းလေးတွေကိုခဲပြန်စော်ပြီးတော့
တေချာသုံးရင်ရဒီဘက်ထရီဆိုင်ကဲကျွန်တော်တို့ဘက်ထရီ6လုံးပေါ့နော်ဘက်ထရီ6လုံးထည့်မယ်ပေါ့12volt 20 ah ပေါ့နော်ကဲကျွန်တော်တို့ဘက်ထရီထည့်ကြမယ်နော်ထည့်ပြီးပြောတော့ NEU ကိုတော့ရောင်းနေတယ်ပြောရတယ်အများမဟုတ်ဘူးဟင်နည်းနည်းကြောက်အောင်မလေးဈေးဝင်အောင်အေးဒါတော့မှကြောက်ကျွန်တော်ပိုလေးတစ်ချက်ပေါ့နော်တိုင်းကြည့်လိုက်အောင်ဒီစီမှာခါကြလို့ရှိရင်တချို့ဘိန်းတွေမှာမြင်ဒီကောင်တွေကိုဓာတ်ရိုက်တွေတက်ထားတာရှိတယ်ဒီဘရိကာတွေမခံမဲနဲ့မတန်နဲ့ဘိုးက82ဘို့ဆိုတော့ဘိုးတွေကမြင့်လာပြီပေါ့နော်12ဘို့မဟုတ်တော့ဘူး82ဘို့ဆိုတော့ခါကြလို့ရှိရင်အဲ့လိုဘိန်းတွေတွေ့ရတယ်ဘရိကာတွေမပါဘဲနဲ့တက်တယ်ပြီးလို့ရှိရင်ဘရိကာတွေမကောင်းမဲနဲ့မလဲဘူးဒီဘရိကာတွေဟိုဒါတွေကိုဝယ်လဲလို့ရနေတယ်ဒီဟာတွေကနော်တချို့ကဆိုဝယ်လဲကျိုးတွေဓာတ်ရိုက်မပူနဲ့အန်တီရများတယ်မိထလောင်ဘက်ထရီဆိုင်ကလေးတွေကိုဂယူးဆိုင်ပြီးတော့သုံးငါတို့ဘက်ထရီတစ်ချက်လောက်တိုင်းကြည့်အောင်နော်ကြောင်ကအနှုတ်မထိတ်ပါဘောVOC 98.1ပေါ့နော်ဘက်ထရီတိုင်းကြည့်အောင်73ဘို့စီဆိုတော့ဘက်ထရီကတော့ရသူတန်းလေးတွေဆိုတော့ကျွန်တော်တို့ကတေးချသူ့ရောဘာပြားတွေနဲ့ပြန်ခံတက်အောင်ပေါ့နော်ဘက်ထရီအငိမ်ပေါ့နော်ပြန်ဆွဲနေတာဘက်ထရီတွေအဲ့လိုလေးတက်အောင်ဒီတချို့ကြောင့်ဒီဖုန်းတွေပြန်မတက်တာတွေရှိတယ်အဲ့ဖုန်းတွေရေလုံဖုန်းတွေပြန်တက်ကြအောင်ဒီကောင်ရဲ့ဒါဟိုremove ဖြစ်လိုက်မှာဖုန်းလေးတွေလည်းရပြီနော်အဲကျွန်တော်ဘက်ထရီတွေ CD ပေါ့နော် CD တက်ကြတာပေါ့ဟိုထိတ်ကနေအပေါင်းဒါအပေါင်းကျိုးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာသူကျိုးရောင်တိုင်းပဲပြန်သွားရတော့ပေါ့နော်အနှုတ်ဒီဘက်ဘက်ထရီကအနှုတ်ဆိုလို့ရှိရင်ဒီဘက်ဘက်ထရီကအပေါင်းနော်ဒီဘက်ဘက်ထရီကအနှုတ်ဆိုဟိုဘက်ဘက်ထရီကအပေါင်းဒီဘက်ဘက်ထရီကအနှုတ်ဆိုအပေါင်းဒီမှာအနှုတ်အပေါင်းအနှုတ်အပေါင်းဒီဘက်ထိပ်မှာအနှုတ်ပေါ့နော်အဲ့ဒါမှန်အောင်တော့ဆက်မှတ်ရမယ်ဒါဘက်ထရီတက်ဆာဆက်ပေါ့နော်ဘက်ထရီတက်ဆာဆက်ဆိုတော့ဘက်ထရီတက်ဆာဆွဲဖို့တော့မှမေ့ကြံခဲ့ပါအဲကျွန်တော်ဘရိကာတစ်ချက်တင်မယ်နော်ပြီးပါပြီနော်ဘရိကာတင်လိုက်ပြီပြီးရင်ကျွန်တော်တော့ဖွင့်ဘက်ထရီကတော့အပြည့်ပေါ့ဒါပါကင်ပေါ့နော်ပါကင်ဖြုတ်လီဘာတစ်ချက်တော့ဆန်ဘက်ထရီကတော့ကောင်းတယ်ပေါ့နော်အတုံးမှာရော့ဆင်းမလားဒီပါဆိုအဲဒီမှာက1 2 3ပေါ့နော်51ကီလိုမီတာပေါ့နော်ကျွန်တော်ဒါလေးကပြန်တက်ပြီးတော့ကျွန်တော်ချက်စီးဆန်းကြည့်မှာပေါ့နော်ဒါအကုန်လုံးတက်ပြီးသွားပြီနော်အုံးထည့်ဖို့ပဲကြံတော့ဘရိကာတင်အုံးထည့်ဖို့ပဲရှိတော့ပြီးရင်ကျွန်တော်ချာဂျင်စနစ်ပြန်ဆန်းအောင်ပါကင်
ဝင်သွားပြီနော်တို့အသွင်းဘူးတက်ပြီးတော့စမ်းကြည့်မယ်နော်အသွင်းဘူးတက်ပြီးတော့စမ်းတော့စီးပြီးသွားပြီဒီလဲရပြီပေါ့ဗျာဟဲ့ကုန်မှာဒီကွက်တွေမှောက်ပါအသွင်းနေပြီပေါ့နော်ပန်ကအသွင်းမှာပန်ကဘောတွေတောင်ချောင်းတယ်ချာကျင်လဲဝင်သွားပြီပေါ့နော်ဘက်ထရီတုံးတွေလဲစီးခံသွားပြီပေါ့ပါကင်အဲ့ဒါ ready ဒါဆိုလို့ရှိရင်ပြီးသွားပြီပေါ့နော်ဘိန်းလေးကဲအားလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်ကိုဒီရဆို3ချက်စလုံးကနောက်ထပ် control ကပ်ပြင်တာတို့ motor ပြင်တာတို့lever ပြင်တာတို့စမ်းတာတို့ဘာတို့ကနောက်ထပ်ဘိန်းကြုံပြီးစားပြုတ်ဝင်ပြီဆိုလို့ရှိရင်ကျွန်တော်အပိုင်းလေးတွေဆက်ပြီးတင်ပေးမယ်နော်ကျေးဇူးတင်ပါတယ်